ကဲခုတော့တော့မဲဆိုင်ကနေပြီးတော့ခုကားရောက်နေပြီဆိုတော့မဲဆိုင်ကနေပြီးတော့ချစ်မိုင်တဲ့ကောင်ပဲပေါ့နော်ချစ်မိုင်တိုက်ရိုက်တော့ပြီးတော့မှပဲအပြန်ဝင်မှချင်းရိုင်ဝင်မယ်ပေါ့နော်မဲဆိုင်မှာအဓိကတော့ဘာမှတော့တိတ်ထွေတူမရှိဘူးခုတော့ကားပေါ်မှာကိုရီ9ရောက်ပဲပြောပပမော်တော်ကားကြီးစီးပြီးသွားကြမယ်ခတိကိုပထမဆုံးအနေနဲ့ဒီနေ့မှာချင်းရိုင်ကိုဝင်ပြီးတယ်ပေါ့နော်သွားမှာကလေးကချင်းရိုင်ကိုဝင်ပြီးတယ်ပထမဆုံးရောက်တာကသူပို့ပေးတဲ့နေရာကြတော့ Blue Temple လို့တော်တော်များများသိတယ်ထိုင်းလိုနာမည်ကိုတော့ခတိမရှာတတ်ဘူးမပြောတတ်ဘူးပေါ့နော်အတမ်းထွက်တတ်ဘူးဒီ Blue Temple ပေါ့သူဒီဖျားเจ้าဆောင်တစ်ခုလုံးဖျားเจ้าဒီတစ်ခုလုံးကသူကရွှေရောင်နဲ့အပြာရောင်နဲ့ကိုသူကအကုန်လုံးအတွင်းရောပြင်ရောအကုန်လုံးလှုပ်ထားတာဖျားเจ้าမှာလေသူကနုတ်တွေလက်ရနဂါးတွေပေါ့နော်အဲ့လိုမျိုးတွေနောက်ဒီအယုတ်တွေဆိုရင်လဲစင်ကိုတယ်နဲ့ငါးမီးနဲ့အဲ့လိုမျိုးပေါ့နော်နောက်ဒီနောက်ငတ်တောင်မှန်မျိုးနဲ့ငကားလိုမျိုးနဲ့ကဲအဲ့လိုမျိုးတွေပေါ့နော်သူတို့ကအဲ့လိုလေးတွေတော့လှုပ်ထားတဲ့ရုပ်တွေပေါ့ခတိဖက်ကြီးတလောက်ကတော့သူက spiritual နဲ့ဆိုင်တဲ့ဒီအထိမ်းမှတ်တွေပုံစံနေသူတို့လှုပ်ထားတာပေါ့နော်ဒါမျိုးလေးတွေလှုပ်ထားတယ်ဓာတ်ပုံရိုက်မယ်ဆိုတော်တော်ကိုလည်းလှတယ်ဖះကလည်းတက်ပဲတယ်သူတို့စီမှာကဖုံနေပါတယ်ကတိတ်မရှိတာဖြစ်တဲ့အတွက်တော့အကုန်လုံးကတန့်ရှင်းနေရလို့ခံစားရတာပေါ့နော်မြင်တဲ့အတိုင်းပဲဒီမှာအပြာရောင်နဲ့ရွှေရောင်နဲ့အဝါရောင်နဲ့ကိုသူအဓိကထားပြီးလှုပ်ထားတယ်အတွင်းထဲမှာဆိုလဲဖះကြီးကရမ်းတက်ပဲတယ်နောက်ဒီအကုန်လုံးပေါ့နော်ဒီအတွင်းတွေရောပြင်တွေရောတိုင်တွေရောကနုတ်တွေရောအကုန်လုံးကစာသူတို့ကအပြာရောင်နဲ့ရွှေရောင်နဲ့ကိုပဲအဓိကထားပြီးတော့လှုပ်ထားတယ်ပေါ့ဒါ Blue Temple Blue Temple ဒါ Blue Temple လို့ပြောတာဖြစ်မယ်ဟိုဟာလေGoogle မှာရှာတော့လေဒါမှန်တော့ပြန်ပြီးစစ်ကြည့်ဦးဒါဖျားပေးကမုတ်သေးတန်းပေါ့နော်မုတ်တွေအတီးနာနေပြီးတော့သူတို့မုတ်ဈေးတန်းနဲ့ကိုဝင်ကြည့်ခဲ့တယ်ပေါ့နော်မုတ်ဈေးတန်းနဲ့မှာလေအဲ့ဒီမှာလုံးဝ try တဲ့နဲ့စားစာပါလဲလို့မေးကြည့်တော့သူတို့ကဒီ coconut ice cream ပေါ့နော်အဲ့ဒါလေးကိုခတိရောင်းနေတာတွေ့တယ်ဆိုပေမဲ့ခတိကမစားခဲ့ဘူးဘာဖြစ်လို့ခတိကအချိုရောအေးတာနဲ့ကိုဘလို့မှမတည့်နေတာဖြစ်တဲ့အတွက်တော့မ try ခဲ့တော့ဘူးrisk ယူပြီးတော့မ try တော့ဘူးเนาะခကြီးသွားနေတော့ကာလဆိုတော့ဒါပေမဲ့တကယ်တဲ့တဲ့လူနဲ့စားနိုင်တဲ့လူနဲ့ကြိုက်တဲ့လူနဲ့ဆိုရင်တော့ try ကြည့်တဲ့အစားစာထဲမှာပါတယ်လို့ပြောပါတယ်ဖះเจ้าဆောင်တဲမှာတယ်အဲ့လိုမျိုးအပြာရောင်နဲ့ရွှေရောင်လေးကိုလှုပ်ထားတဲ့เจ้าဆောင်မျိုးရဲ့အများကြီးပဲအဲ့ area လည်းကျယ်ပါတယ်အဆောင်တွေကိုဖះလေးတွေရောဟောဆိုရင်အလုံး4ဆောင်5ဆောင်တော့ရှိမယ်နေရာတွေပေါ့နော်အဲ့ထဲမှာလည်းအကုန်လုံးအယုတ်တွေအကုန်လုံးကသူကငကားရုပ်ကပဲနေရာမှမလွတ်ဘူးနောက်အဲ့လိုမျိုးပေါ့နော်ရေတတဝါကုန်းတတဝါအဲ့လိုလေးတတဝါပေါ့နော်အဲ့လိုမျိုးတွေကိုသူကဆက်ပြီးတော့လေအကောင်ရုပ်ကလေးတွေသူတို့မျိုးစုံလေးတွေလှုပ်ထားတာလေးတော့တွေ့တယ်ဒါလေးကတော့ခတိချစ်လို့ရိုက်လာတာအဲ့လိုရုပ်ကလေးရမ်းချစ်တယ်ထိုင်းမှာလေအဲ့လိုရုပ်ချစ်စရာကောင်းတဲ့ရုပ်ကလေးတွေ cute လေးတွေသူတို့ကလေနေရာအနှံ့မှာလှုပ်တယ်များတော့ပြမဲဆောက်ဘက်ကိုသွားရင်ပို့ပြီးတွေ့ရတဲ့ရောင်စုံနဲ့အဲ့လိုချက်ဖလေးတွေရုပ်ကလေးတွေမျိုးစုံတွေ့ရတယ်ဒါလေးကတော့ခတိချစ်လို့ရိုက်ထားတာအခုသွားမယ့်နောက်တနေရာကြတော့ကွန်ရင်မဲတော်ကျောင်းပေါ့နော်တောင်ပေါ်မှာရှိနေတဲ့ကွန်ရင်မဲတော်ကျောင်းကိုသွားမှာပါဒါအခုချင်းရိုင်မှာရှိတဲ့ကွန်ရင်မဲတော်ကျောင်းပေါ့နော်ဒီဘက်မှာတမ်ပယ်ကဒီဘက်
အဲ့ဒီဘက်ကနေပြီးတော့ပေါ်ဒီပေါ်တော်တော်မြင့်တယ်လေတော်တော်မြင့်တော့အဲ့ဘက်ကို shuttle bus ရှိရလို့ပြောတယ် shuttle service ရှိရတဲ့အဲ့ shuttle service ကတော့ free လားပါလားတော့မသိဘူးဒါပေမဲ့ shuttle service ရှိရဆိုတော့တက်ကြည့်အောင်မယ်လိုက်ကြည့်အောင်နော်အော်ရဒါလေးက shuttle bus လေးဖြစ်မယ်ဒီမှာ20ဘတ်လို့တော့ရေးထားတာဩဒါဟဲတီဒီမှာဟောဖြစ်မယ်ဒါအေးရတာဟောပါဘတ်20ဒီမှာတော့ shuttle bus လေးတွေရှိရယ်ဒါဖះเจ้าနဲ့ရင်ဝင်လိုက်အောင်မယ်ဒီမှာတော့ဖုန်နေကင်းတာဆိုတော့ဒီကအဖြူလေးတွေဆိုလဲအဖြူတိုင်းလေးတန်တန်လေးတွေဖြစ်တာပေါ့နော်လက်ရိုက်ပါလေလှတယ်တော်တော်ကိုဟိုကနုတ်တွေအဲ့လိုမျိုးတွေနဲ့ပေါ့နော်သူတို့ tourist attraction ရအောင်နောက်တစ်ခုကညနာနဲ့လှတယ်ဆိုတော့ feeling မျိုးရတယ်ပြီးတော့ဒီလိုအဖြူအောင်လုံးဝအဓိကတော့ဒီမှာဖုန်နေပါတယ်မရှိရခါချတော့ပေါ့နော်ဘာပြောဖြူဖွေးပြီးတန့်နေတော့ဟောဒါအလူခံလိုမျိုးပေါ့နော်သူတို့ certificate ပေးတယ်မျိုးမြန်မာနိုင်ငံမှာလို့ပေါ့ဒါကဖုန်းနေအတွက်ဒီက sick for month နော်တို့ဒီမှာအပြစ်မှာပို့ပြီးတော့လေဟိုဖွေးပြီးတော့လင်းပြီးတော့တန့်ဒါဗုဒ္ဓဝင်နဲ့ပတ်သက်တဲ့ခန်းလေးကိုသူတို့ပုံဖော်ထားတာပေါ့နော်ဒီတိုင်နေဆိုလဲလုံးဝကနုတ်လိုမျိုးလောက်ထားတာပေါ့ဒီမှာဒီလေကားမတက်နိုင်တဲ့ disable တွေအတွက်ကိုဒီမှာ lift wheelchair တွေပါနဲ့တက်လို့ရတယ် lift လေးလည်းစီစဉ်ပေးထားတယ်I just leave it here. Tu shuttle bus ka free ပဲဒါပေမဲ့အလူငွေလေးထည့်လို့ရတာเนาะကျမတို့ခွေပါရှင်
လေကားဝင်ထွက်ဆင်းအောင်ကြိုပေးနေတဲ့ကမလေးလည်းရှိတယ်သူတို့ရောင်းတဲ့ဟာလေးတွေကဲခုတော့ကားပေါ်ပြန်ပါမယ်နောက်ဖျားတစ်ခုလဲဖို့ရှိတယ်လှနော်ငကားကြီးကတပ်ပါတယ်ကူကာ white temple ပေါ့နော်တော်တော်များများသိကြတဲ့ white temple ပေါ့အခုကအပေါ်တက်ဖို့တော့မှမကျင်လူတွေအများကြီးတန်းစီနေကြတယ်ရောက်ပတ်တယ်ရပြရမယ်မကြည့်အောင်မလူတွေဓာတ်ပုံရိုက်တာနဲ့တန်းစီနေရတာနဲ့တော်တော်ပါဦးကြာလေပါဦးမယ်ဒီမှာအမေစားဒီပေါင်းအမေစားဒီပြန်ငါတို့ကကတ်ကြော်ပြတော့မင်းစားမလားရင်စားကြမယ်ငါဖျားပေါ်ရေးတတ်မှာအခုကဒီ white temple နားကဖူကောပေါ့နော်နေ့လေကစားဖို့အတွက်ဒီမှာပဲနားပြီးတစ်ခါလဲစားလိုက်တော့မယ်နည်းနည်းတော့စောသေးရဒီကိုရောက်တဲ့ချိန်မှာ7ပေါ့နော်7:55 ဒါပေမဲ့စားလိုက်တော့မယ်ဟိုဘက်ချင်းမိုင်ဘက်ကိုကြာတော့3နာရီ4နာရီလောက်ဆက်သွားအောင်မှာဆိုတော့ဟိုက yellow noodle ရတယ်ဟိုကာရီ noodle this one? Okay. Thành Lâm và Leo Ham dừng rốt đó, cho rồi nhà đất khang, đây chạy rốt nắp dừng. အထဲကိုဝင်မလို့ပဲသူကအထဲကိုဝင်တော့ဗတ်တရားပေးရတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့အပြင်မှာလေလူအုပ်ကြီးอ่ะလေအရန်တန်းစီနေတာဟိုဓာတ်ပုံရိုက်ဖို့လားထဲဝင်ဖို့လားမသိဘူးအရန်တန်းစီနေတော့လေမဝင်တော့ဘူးပေါ့နော်ဒါကိုအပြင်ကနေပဲသွားပြီးရိုက်လာတာနှစ်ခါရှိပြီအခုရောက်တဲ့နှစ်ခါတလုံးကအဲ့ဒီလိုပဲပေါ့နော်ချင်းမိုင်မိတ်ကပောင်းတောင်ပေါ်ကိုသွားမယ်ဒီကနေပြီးတော့နိုင်ကြည့်တာတော့3နာရီနဲ့30မိနစ်ပေါ့နော်အဲ့တော့3နာရီခွဲလောက်သွားအဲ့ပေါ့ပထမတော့စီစဉ်ထားတာဟိုမနေ့ပြန်မနေ့မှသွားမလားဆိုတော့အခုတော့ဒီနေ့တခါလေးပဲအဲ့ပေါ်တက်မယ်ဆိုတော့ဟိုမှာလည်းညနေပိုင်းဆိုအေးတယ်နေလို့ကောင်းတယ်ဆိုတော့အဲ့ပေါ်ပေါ်တက်မယ်သွားမယ်အခုတော့ကျမအရန်ตายရတယ်ဘာလို့ဆိုဘာမှမပါလာတဲ့အတွက်အဲ့ဒီမှာအုတ်ထုတ်တရားတဲ့ညမှန်တရားတဲ့နဲ့ကျမအရန်လာတယ်ဒါကျမပြည့်ဦးလေးရတော့ကျမရဲ့လောင်းလုံးမင်းပေါ့
ကျန်တယ်ဗလေ check in မဲ့ကပေါ့ Yeah อืม မကျ off road ပါလေ off road လေမှန်နော် Yep စောကြတော့ CRF တွေရောနော်ဟောလေ KTR တွေ อืม 哎，高度毛啊，不就买人的了？ ဟုတ်တော့ 这样高度说，是ကောင်းရှိ 贵了高，高兴不好的， ကောင်းရှိရှိလားကောင်းရှိလား 是的。 อันนั้นมันเป็นตัวอย่างตัวเทปตัวดู အော်ဒါခဏခေါ်ဖို့ကြော ရတယ်။ तू ကဒီအပေါ်တွေမှာခတိတို့ပြီးခဲ့တဲ့တစ်ခေါက်ကမေးတာက1500 2000လောက်ရှိတယ်။ဟုတ်လား။1500 2000မှာဒီတချို့ resort လိုပုံစံမျိုးဖြစ်သွားတယ်ဆိုရင်5000တိရှိတယ် 我这这。 ဘယ်တော့သိပြီတော့ဒီမှာစိတ်ဝင်စားဆိုတာမဟုတ် ။ခုကဒါရှောက်တယ်လမ်းလေအဲ့လမ်းပေါ်ကနေပေါ်မှာတော့ view point ရှိတယ်။အရင်တစ်ခါတော့ခတိတော့ဆိုင်ကယ်နဲ့တက်တာဆိုတော့ရက်တက်ခုအဲ့ဒီကိုသွားတယ်ထင်တာပဲ။အကောင်လုံးတက်လို့လိုက်လာတာ။ ဟုတ်ဘူးနော် 牛嘛啦， ရှီးတကွန်တန်နေအောက်ကဆိုင်းညောင်းနေလို့ဆင်းအရာ ဟ
အောင်ရလေး哎呀，还没有了。အပေါ်လေးကကားလမ်းမဘေးကတက်လာလေရပါတယ်။တိုင်းရင်ကောက်တော့လို့တိုင်းရင်ကောက်တော့လို့တိုင်းရင်က ဘာလို့စိတ်ပါဘာလို့လဲ ဟာတိုင်းရင်ကောက်ဒုက္ခပါပဲ။မြန်မာလို့မပြောနဲ့ရှက်စရာကြီး။ မန်ကီလေးတော့ကြာမန်ကီလေးတော့ မမလည်းမန်ကီ ဘာမန်ကီလေး မမလည်းမန်ကီ မန်ကီ ဟော ဒီမှာမန်ကီ ဟောမမန်ကီချစ်စရာလေး မန်ကီလား是的我不知道写信叫背的我要哎嘛没理啊嘞这里好屁的没理啊 哎呦公益တော်တော်တက်ရတယ်ဟာ 玩兔 ဝမ်းနဲ့မတက်လို့ရပါထဲမှာတော့ဒီကားကွယ်ကိုကြီးကြိုက်ထီးတောင်ပေါ်မှာလိုမျိုးလေအဲသူတို့ကြတော့အရင်တော့ရှေးဟောင်းရွာအိမ်လေးဖြစ်လိမ့်မယ်ရွာလေးဖြစ်မယ်အဲ့ဒီရွာကနေမှအခု tourist attraction တစ်ခုအနေနဲ့လုပ်ထားတော့နောက်ပိုင်းလုပ်သမျှအိမ်တွေအကုန်လုံးကလည်းအဲ့လိုဟမ်ဂျင်ဂျာတီလီမွန်ဂရက်စတီဂျင်ဂျာတီတောင်းကောင်းမှာအော်လန့်နာဟဲ့ခွာကြလူထိုင်နေဆိုရင်လား 不是吧要不就是吧哪怕是တော့သူရ resort ပေါ့မလေးဟဲ့ဘာအကူပေါ်ဆုံးမှာမြင်နေရတဲ့ coffee ဆိုင်ပေါ့နော်အဲ့ဒီ coffee ဆိုင်ကကျတော့ view point ဒီအပေါ်ကနေပြီးတော့မြင်ရတယ်ခတိပြီးခဲ့တဲ့တစ်ခေါက်ကတော့ခုနပြောသလိုပဲဆိုင်ကယ်နဲ့တက်တာဆိုတော့တိမ်မောတယ်မထင်ဘူးပေါ့နော်ဒါပေမဲ့အခုလမ်းလျှောက်တက်ရမယ်ဆိုတော့ရောက်ပါမလားဒါပေမဲ့သွားမဲ့သူအဖွဲ့တွေကသွားမယ်ဆိုရင်တော့သူတို့နောက်ကလိုက်မှာပေါ့နော်အဲ့ဒီကရင်တိုင်းပဲပြင်တောင်အိမ်လေးတွေပေါ့နော်ပြင်တောင်အိမ်လေးတွေဟိုမှာတောင်ပေါ်လေးတွေမှာနှစ်ထပ်တို့ပါတော့သုံးထပ်တို့အဲ့လိုစောက်ထားတာမျိုးလေးဟိုချစ်စရာလေးဟိုကဝေး this way or this way ပြေကြည့်ဘိုးကနေမသိဘူးလေသွားကျင်သွားဒါဒီပွားကျင်တော့ view point မြင်ရတာပေါ့လာအောင်ထွက်နေ325ကျပ်ဒီလေးလေ ဒါကတော့သူတို့ဟိုဘယ်နှစ်လောက်ရှိပြီလဲမသိဘူးစာတော့ရေးထားတွေ့ဆိုတော့အဲ့လောက်ကြာတဲ့ဟိုဖြစ်မှာပေါ့နော်တတန်းရမ်းကြာနေတဲ့အိမ်ဒီမှာလုံးဝဘီယာရက်မရဘူးဟိုကော်ဖီပဲကော်ဖီ shop ပဲကော်ဖီလေးတောက်ပြီးတော့ဒီမှာထိုင်ချေးနော်မိုက်တယ်စိတ်နေတာ ဆိုင်ကယ်တော့နောက်ပြရှူလဲပြီးသွားရလားလူပဲကျန်တော့လုံလဲဟိုပဲကျန်တော့ လူကစီးကြောင်းနေခဲ့
这里不搞那也不干了嘞。哎呀，这个啥意思？ ဒါမှမဟုတ်ဒူးလေးပိုင်ပိုင်တာလိမ့်ပေးမယ်တစ်ချက်တွန်းမေးလိုက်ရင်လိမ့်သွားမှာအေး 对对，叫俺那对嘛，是啦啦。แต่คนไทย ဟုတ်တော်လေးလား lúc bé thì nó phải nó cho thì nó nào vậy bé မတည်ဘူးတရားတိုင်းပြေးလိုက်တယ်လို့တော့သူအင်ဂျင်နာအန်လိမ့်မယ်ဟိုကိုရာအန်လိမ့်ဟုတ်တာဟိုကျူပူတင်တောက်ပူတယ် ဘာလဲသိမရှိပါဘူး 20နော်20ဘယ်နဲ့ ကဲဒါကတော့ဟိုတယ်ကန်တညကို1000ပေးရပါတယ်ဒီဘက်ကတော့ extra ဘတ်လေးလားမသိဘူးဒါတည1000နဲ့စိုးပါဘူးခန်းကတော်တော်ကျေပါတယ်ခုတော့ခတီတို့ချင်းမိုင်မြို့ကိုရောက်ပြီပေါ့နော်ချင်းမိုင်မြို့ထဲမှာဒီအဓိက Old City ပေါ့နော်သူတို့ချင်းမိုင်မြို့ဟောင်းနေရပေါ့မြို့ဟောင်းနေရအတွင်းကတော့တကယ်ဟို tourist တွေရောနောက်တစ်ခုကကြတော့ဒီစားတောက်ဆိုင်တွေရောအများကြီးရှိနေရပေါ့အခုဒါလေးကတော့သူတို့ decoration မီးလေးလင်းလာဖို့အတွက်ကိုစောင့်နေကြတာသူတို့ဒီဘယ်လိုပြောမလဲဒီမီးရစင်ထားတာပေါ့နော်အဲ့စင်ထားတဲ့နေရာလေးဘာပုံလေးလင်းလာမလဲဆိုပြီးအကုန်လုံးကလေကင်မရာလေးကိုင်းပြီး ready စောင့်နေကြတာပါတနေ့ကုန်ရှောက်လေထားရရဲဆိုတော့ညပိုင်းလဲနည်းနည်းလေးညနေလာတော့ဘိုက်ကစားလာတယ်ဘိုက်ကစားလာတော့အဲ့ဒီနားလေးမှာပဲရှိနေတဲ့ခောက်ဆွဲဆိုင်ပေါ့နော်ခောက်ဆွဲဆိုင်နဲ့တသက်ကြီးရဲ့လေသူတို့ handmade ခောက်ဆွဲတွေပေါ့နော်အဲ့လိုခောက်ဆွဲမျိုးလေးတွေကိုမှတော့ခောက်ဆွဲမျိုးပဲရောင်းလာကျန်တာမရဘူးဆိုတော့လူကလည်းများတယ်လူကလည်းကြက်တယ်ပေါ့နော်သူ့ဆိုင်မှာအဲ့တဘောကြတဲ့ဗီဒီယိုတော့မရိုက်ခဲ့ဘူးဒါပေမဲ့သူ့ဆိုင်မှာတဘောကြတာကတော့ခောက်ဆွဲတပွဲကိုနှစ်အောင်စားအောင်ပေါ့ဟုတ်ကဲ့ကတော့သူတို့ရဲ့အသစ်ထုတ်ထားတဲ့ handmade ခောက်ဆွဲလေးပေါ့နော်ကွီတီယိုလိုပါပဲကွီတီယိုလိုပဲသူကခောက်ဆွဲဟိုမှာခောက်ဆွဲသားမျိုးမျိုးနဲ့စားလို့ရတယ်ပေါ့နော်ဒါလေးကတော့ညစာလေးပါဒါကတော့ချင်းမိုင်မျိုးရဲ့ထင်ကြရဒီတပ်ပေဂိတ်ပေါ့ဒီချင်းမိုင်မျိုးလေးကရင်တော့ဆိုရင်တော့ဟိုကလေးတို့တည်ခဲ့ပြီးဇင်းမေပေါ့နော်ဇင်းမေဆိုတဲ့နာမည်နဲ့မျိုးလေးပေါ့ဆိုတော့ဒီတပ်ပေဂိတ်ကတော့သူတို့ရဲ့ရာဇဝင်တွေမှာဟိုနာမည်ကြီးခဲ့တဲ့နေရာပေါ့နော်ခဏခဏထိုးစစ်ဆင်ခံရတဲ့နေရာလို့လည်းကြားဘူးတယ်ပေါ့ဒီချင်းမိုင်မျိုးလေးထဲမှာကတိတွေ့တလောက်ကတော့ဒီလိုမျိုးရိုးပတ်လဲဒီကျုံမျိုးရိုးလို့ပေါ့နော်အဲ့ဒါလေးကဒီနေရာလေးပဲကျန်တော့တချို့နေရာတွေကလည်းဟိုထင်ကြရတိတ်ပြီးတော့ပုံပေါ်တာမျိုးမရှိတော့ဘူးပေါ့အဲ့ဒီလိုပဲဒါကိုမြင်တဲ့ခါကျတော့ကိုရီးယားမန္တလေးမျိုးရိုးကြီးကအများကြီးကြီးကျယ်ခမ်းနားစွာနဲ့ထဲဝါစွာရှိနေတော့မယ်ဆိုတဲ့အတွက်ဝမ်းသာရတယ်ပေါ့နော်ဒီနေ့တော့သွားခဲ့တဲ့နေရာတွေရောရောက်ခဲ့တဲ့နေရာတွေရောများပြီမလို့ plot လေးကိုဒီမှာပဲတင်